ဒီပုဂ္ဂိုလ်ကြီးကိုမှတ်မိကြပါသေးရဲ့လားခင်ဗျာကျွန်တော်တို့ဒီပုဂ္ဂိုလ်ကြီးကိုမှတ်မိကြသေးရဲ့လားခင်ဗျာဒီပုဂ္ဂိုလ်ကြီးဟာလက်ရှိမှာအာဏာယူစစ်ဘလူများရဲ့ဖမ်းဆီးခြင်းကိုခံနေရပါတယ်ဒီပုဂ္ဂိုလ်ရဲ့မွေးနေ့ဟာမကြာခင်19ရက်နေ့မှာကျွန်တော်တို့နေ့စစ်တဲ့ပြည့်မြောက်တော့မှာဖြစ်ပါတယ်ဒီပုဂ္ဂိုလ်ကြီးအထက်ကန်တရားသလိုကျွန်တော်တို့ကျော်လာရဲ့ရဲဘော်အားလုံးနဲ့ဒီသူအားလုံးဟာလည်းအခုချိန်မှာမတရားဖမ်းဆီးခံရပါတယ်ဒီပုဂ္ဂိုလ်တွေအားလုံးလွတ်မြောက်ဖို့ဆိုရင်ကျွန်တော်တို့အားလုံးဂျုံတွတ်တော်လမ်းမဒီသူတွေအားလုံးလွတ်မြောက်ဖို့ဖြစ်ပါတယ်ကျွန်တော်တို့အားလုံးဂျုံတွတ်တော်လမ်းမဒီသူတွေအားလုံးကျွတ်လွတ်မှာဖြစ်ပါတယ်ကြာတော့သွားတဲ့သူတွေအားလုံးကျွတ်လွတ်ကြမှာဖြစ်ပါတယ်ဒါကြောင့်နေ့စစ်တဲ့ပြည့်မဲဆိုရမွေးတွေကိုကြောတော်သွားအပြင်ပတ်သက်မှာပါဝင်ပြီးတော့အားလုံးညီညီရတဲ့ဂျုံတွတ်တော်လမ်းပြကြပါခင်ဗျာမဲစုမဲစု